နဲ့ပြည့်စုံတဲ့နေ့လေးသိကြပါစေ။ဆရာမစောတီဆန်ဖြစ်ပါတယ်။ဆရာမကိုဆက်သွယ်ပြီးတော့ဂျိုပတ်ချင်တာဖြစ်စေဘေးရင်မေးချင်တာဖြစ်စေစုံစမ်းမေးမြန်းနိုင်ပါတယ်။ဖုန်းနံပါတ်097963158556ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နော်။ဆရာမ